နိစင်ဘွားကတကယ်ကိုမရက်မနာလက်ဖတ်နေတဲ့စက်တစ်ခုလိုရဲ့နော်အဲ့ဒီထဲမှာမျောပါရင်းနဲ့ငါဘာလို့တာရီလွတ်နေရတာလဲဆိုပြီးကိုဖျားမီးမိတာမျိုးတော့ရှိဘူးလားဒါမှမဟုတ်ဒီဘဝမှာဒီထက်ပိုပြီးအဓိပ္ပာယ်ရှိတာတွေမရှိတော့ဘူးလားဆိုပြီးတွေးမိတာမျိုးမဒီနေ့တော့လေကျွန်တော်တို့ရဲ့ဘဝအမြင်ကိုတက်တစိတ်ပုံဖော်နေတဲ့အရာတွေမမီရရဲ့မျက်မှန်တွေကြောက်ပြောကြမယ်ပြီးတော့အဲ့ဒီမျက်မှန်ကိုချက်ပြီးတော့အမှန်တရားကိုဘယ်လိုတိုက်ရိုက်မြင်နိုင်မလဲဆိုတာကိုအတူတူစူးစမ်းကြည့်ကြရအောင်လူများစုအတွက်ဘဝဆိုတာကကြိုတင်ရေးဆွဲထားတဲ့လမ်းကြောင်းတစ်ခုလိုပါပဲငငယ်ကဆိုကြောင်းတက်ရမယ်ကြီးလာတော့အလုရှာအိမ်ထောင်ဖြူမိသားစုဘဝကိုတီးဆောက်အဲ့ဒီလိုနဲ့ပဲတဖြည်းဖြည်းအသက်ကြီးလာနာမကျန်းဖြစ်လာနောက်ဆုံးမှတော့စစ်သိမ်းသွားရောဒါကလူဖွေးစီကသတ်မှတ်ပေးထားတဲ့အောင်မြင်တဲ့ဘဝပုံစံကြီးပေါ့ဒါပေမဲ့တကယ်ပဲလားဘဝဆိုတာဒီလောက်ပဲလားဗျနေတိုင်းပြီးဆန့်ရှာရုံးကန်အဲ့ဒီလိုရှင်တန်နေထိုင်ရင်းနဲ့ပဲကို့ဘဝကြီးကကုံသွားရတော့မှာလားဒီလိုလဲပတ်နေတဲ့တန်စရာကနေရုံထွက်ပြီးတော့လीပိုပြီးနှဆိုင်တဲ့အတိတ်ပေတစ်ခုကိုရှာတွေ့နိုင်မယ့်နီလန်တကယ်ပဲမရှိတော့ဘူးလားဟုတ်ပြီအဲ့တော့ပထမဆုံးအနေနဲ့လေကျွန်တော်တို့ဖြတ်သန်းနေရတဲ့ဒီချစ်တဲ့ဘဝရဲ့ရုံကမ်းမှုတွေကိုတစ်ချက်အနီးကပ်လေးလာကြည့်ကြရအောင်ဘာဖြစ်လို့လူအများစုဟာအဖြေမရှိတဲ့မေးခွန်းတွေနဲ့ရှင်းတတ်နေကြရတာလဲဆိုတော့လေကျွန်တော်တို့တွေဟာငွေနောက်ကိုလိုက်ကြရတယ်အလုံးလုံးကြတယ်အိမ်ထောင်ပြုတယ်ကလေးတွေနဲ့ဘဝကိုတည်ဆောက်ကြတယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်ကြတာပဲဒါပေမဲ့ဒါတွေအလုံးပြည့်စုံနေရတာနဲ့စိတ်ထဲမှာတခုခုတော့လိုနေတယ်လို့ပဲဆိုတော့ဟာတာရာခံစားချက်ကြီးမရှိဘူးလားအစိုးဆုံးကဘာလဲဆိုတော့လေအဲ့ဒီတခုခုကဘာလဲဆိုတာကိုရှာမတွေ့ခင်မှာပဲဘဝကကုံဆုံးထားကြတာပဲအဲ့ဟာတရာဖြစ်နေရတဲ့ခံစားချက်တဲ့အဲ့ဒါကြီးအရင်မြစ်ကဘာလဲသိလားတကယ်ဖြစ်အဲ့တော့လေကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုသတ်မှတ်ချက်ဆိုတဲ့မမီရတဲ့အရာတွေနဲ့တိဆောက်ထားလို့ပဲဆိုလိုတာကကျွန်တော်တို့ဟာလောကကြီးကိုသူ့ရဲ့အရှိအတိုင်းမမီရတော့ဘူးကိုလိုက်ပေးထားတဲ့အမီနမတွေအညိုးနဲ့အဲ့ဒီမျက်မှန်တွေကနေတဆင်မမြင်နေကြတာအဲ့ဒီသတ်မှတ်ချက်ဆိုတာဘာလဲဆိုတော့လေဒီကနေ့တော့ရိုးရိုးလေးပဲအရာဝတ္ထုတွေခန်းစားချက်တွေအတွေ့အခေါ်တွေကိုကျွန်တော်တို့ပေးထားတဲ့နာမည်တွေပဲဥပမာစာပွဲခုံဆိုတာမျိုးပျော်တယ်ဆိုတာမျိုးအောင်မြင်မှုဆိုတာမျိုးပေါ့အဲ့ဒီနာမည်တွေကပဲကျွန်တော်ရဲ့အမြင်ကိုလာပြီးပုံဖော်နေတဲ့စိတ်ပိုင်းဆိုင်ရာမျက်မှန်တွေဖြစ်နေတာဒါကိုပို့ပြီးရှင်းရှင်းလေးမြင်တော့အောင်လေငွေကင်းစားကလေးလေးတယောက်နဲ့လူကြီးတယောက်ရဲ့အမြင်ကိုနိုင်ရှင်ကြည့်အောင်ကလေးတယောက်ကလောကကြီးကိုဘာတတ်မှတ်ချက်မှမပါပဲအရှိအတိုင်းတိုက်ရိုက်ခံစားတာလူကြီးတယောက်ကတော့လောကကြီးကိုနာမည်တွေအယူအဆတွေကနေတဆင်းပဲနားတယ်တော့တယ်အဲ့ဒီအခါမှာဘာဖြစ်လာလဲဆိုတော့တကယ်လက်တွေ့ခံစားမှုချက်အဲ့ဒီနာမည်တွေကပဲပို့ပြီးတော့အစ်စ်အမှန်ဖြစ်လာတော့တာပဲအဲ့ဒီတတ်မှတ်ချက်ဆိုတာဘလောက်တောင်စွမ်းအောင်ကြည့်တယ်လဲဆိုတာကိုဥပမာတစ်ခုနဲ့ကြည့်ရအောင်စကလုံးလေးတစ်လုံးနဲ့ကနေကြီးမားတဲ့စင်ရဲ့လောက်ခကိုဘလို့တောင်ဖန်တီးနိုင်တယ်လဲဆိုတာလေ့စာကြည့်ကြမယ်ကဲခန္ဓာကိုယ်ထဲမှာနည်းနည်းလေးမိတ်အီမတာဖြစ်နေတဲ့ရိုးပိုင်းဆိုင်ရာခံစားမှုတစ်ခုကိုစိတ်ကူးထဲမှာမြင်အောင်ကြည့်လိုက်ပါအခုလောလောဆယ်သူ့ကိုဘာနာမည်မှမသိရသေးဘူးနော်ဒီအတိုင်းခံစားမှုတသက်ပဲအခုအဲ့ဒီရိုးရှင်းတဲ့ခံစားမှုလေးကိုဆရာဝန်တယောက်ကကြောက်စရာကောင်းတဲ့တတ်မှတ်ချက်တစ်ခုတက်လိုက်တယ်လို့မြင်အောင်ကြည့်လိုက်ခမည်းမှာကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပါပြီအဲ့ဒီစကလုံးကိုကြားလိုက်ုံနဲ့ဘာဒီပြောင်းလဲသွားမလဲခန္ဓာကိုယ်ဟာခံစားမှုကအရင်တိုင်းပဲရှိနေနိုင်တယ်ဒါပေမဲ့စိတ်ထဲမှာတော့ကဘာကြီးတစ်ခုလုံးပြိုပြက်သွားသလိုခံစားရမှာပဲအဲ့ဒီကြောက်ရွံ့မှုတွေစိတ်ပြက်မှုတွေပူပန်မှုတွေအလုံးဟာတကယ်ရုပ်ပိုင်းဆိုင်ရာခံစားမှုကြောင့်ဖြစ်လာတာလားဒါမှမဟုတ်အဲ့ဒီတတ်မှတ်ချက်အဲ့ဒီနာမည်ကြောင့်ဖြစ်လာတာလားဒီနေရာမှာပဲတကယ်အစွမ်းထက်တဲ့အချက်ကိုတွေ့ရတာလူကြီးတယောက်အတွက်ကန်ဆာဆိုတဲ့တတ်မှတ်ချက်ကကြီးမားတဲ့ဆက်စီယန်မှုကိုချက်ချင်းယူဆောင်လာတယ်ဒါပေမဲ့အဲ့ဒီစကလုံးကိုပဲမွေးကင်းစကလေးလေးတယောက်ရဲ့နားတဲ့တွားပြောကြည့်လိုက်သူကပြုံးတောင်ပြေးနေဦးမှာပဲဘာလို့လဲသူ့တဲ့ဒီတတ်မှတ်ချက်ကဘာဒီပြင်မှာမရှိသေးဘူးလေအဲ့ဒီတော့ဆင်းရဲဒုက္ခကိုဖန်တီးနိုင်တဲ့စွမ်းအားလည်းမရှိဘူးပေါ့အဲ့ဒီတော့တတ်မှတ်ချက်တီးကမကောင်းဘူးလားလို့မေးစီရရှိလာတယ်အဲ့လိုတော့လည်းမဟုတ်ပြန်ဘူးလုံးဝမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကဘာကြီးလက်ပတ်ဖို့အတွက်အမီနာမတွေကမရှိလို့မဖြစ်ဘူးလေတကယ်အမှားကအဲ့ဒီယာယီတတ်မှတ်ချက်တွေကိုဒါမှအမှန်တရားပဲဆိုပြီးအကျွေးမဲ့ဆွဲကင်ထားလိုက်တာအဲ့ဒါကပြဿနာပဲအောက်ပြီးအဖုပြဿနာကိုတော့နားလေလောက်ပြီပေါ့ဆိုတော့အဖြေကိုရှာကြည့်ကြအောင်ဒီတတ်မှတ်ချက်တွေရဲ့ခြုံနှောင်မှုနဲ့လွတ်မြောက်ပြီးတော့ဘဝကိုရှင်းရှင်းလင်းလင်းနေထိုင်နိုင်မဲ့နည်းလမ်းတွေရှိပါတယ်အဲ့ဒီလိုရှင်းလင်းတဲ့အမြင်ကိုရဖို့အတွက်လက်တွေ့ကြတဲ့အဆင့်၃ဆင့်ရှိတယ်လို့ဆိုပါတယ်အဆင့်၁ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုသိပါအဲ့ဒါမှခံစားမှုတွေကိုတတ်မှတ်ချက်မသက်ခင်တိုက်ရိုက်သိနိုင်မယ်အဆင့်၂ကိုယ့်ရဲ့စိတ်ကိုသိပါအဲ့ဒါမှအတွေးတွေယူအားစတွေဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုမြင်လာမယ်နောက်ဆုံးအဆင့်၃မှာတော့ကိုယ့်ရဲ့အဆက်မှန်သဘောတဘာဝကိုသိဖို့ပါပဲ
ဒါကတော့အားလုံးရဲ့အခြေခံအုတ်မြစ်လို့ပြောလို့ရတယ် ဒီလိုကိုယ့်ကိုလေးလာနေဆိုတာကလောကကြီးကိုစွန့်ပယ်ဖို့လုံးဝမဟုတ်ပါဘူးနော်စန့်ကျင်ဘက်ပဲလောကကြီးကိုပိုးပြီးတော့နန်းနန်းရှိုင်ရှိုင်နားလည်နိုင်မှုပဲအဲ့ဒီလိုနားလည်မှုကပဲဘဝရဲ့အတက်အကျတွေကိုကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေနည်းနည်းနဲ့ဖျက်သိမ်းနိုင်အောင်ကူညီပေးမှာပါ ကဲနောက်ဆုံးအနေနဲ့ဒီလိုနှက်ဆိုင်တဲ့နောင်လည်မှုနဲ့နေထိုင်တဲ့အခါမှာဘလို့အကျိုးကျေးဇူးတွေရလာနိုင်မလဲဆိုတာကိုကြည့်ကြရအောင်တတ်မှတ်ချက်တွေရဲ့အလွန်ကိုမြင်နိုင်သွားတဲ့အခါဘဝအမြင်ကဘလောက်တောင်ပြောင်းလဲသွားနိုင်တယ်လဲ ကိုယ့်ရဲ့အစစ်အမှန်သဘောတဘာဝကိုကြကိနားလည်သွားတဲ့အခါကောင်းတယ်ဆိုးတယ်ဆိုတဲ့သတ်မှတ်ချက်တွေအပေါ်မှာဆွဲလန်းနေတာတွေကလျော့ကျသွားတယ်အဲ့ဒီအခါမှာချမ်းသာတာဆင်းရဲလားပျော်ရွှင်တာဝမ်းနည်းလားကျမ်းမာတာနာမကျန်းဖက်တာဒီလိုစိတ်ကျဉ်ပဲအစွန်းတစ်ခုစလုံးကိုစိတ်အနှောက်ရတိတ်မရှိတော့ပဲသူတို့ရဲ့သဘာဝအတိုင်းရှင်းရှင်းလင်းလင်းမြင်နိုင်လာပါလိမ့်မယ်အဲ့ဒီလိုသတ်မှတ်ချက်တွေကင်းစင်နေတဲ့အစစ်အမှန်သဘာဝတရားအရာအလုံးကိုသူ့အရှိအတိုင်း direct တည်မြင်တဲ့အခြေအနေကိုလေပညာရဲ့ဆိုင်ရာအခေါ်အော်ရင်းနဲ့သူညတသမလို့ခေါ်ပါတယ်ဒါကကျွန်တော်တို့အစကတည်းကပြောလိုက်ခဲ့တဲ့ရှင်းလင်းတဲ့အမြင်ဆိုတာဒါပါပဲညီကုန်းချို့အနေနဲ့ဒီအချက်လေးကိုပဲအမှတ်ရစီချင်ပါတယ်ဒီသဘောတရားတွေကိုအမှန်တကယ်နားလည်သွားပြီဆိုရင်စစ်မှန်တဲ့လွတ်မြောက်မှုဆိုတာကိုယ့်အတိုင်းအဖို့တန်ကြုံလက်ဆောင်တစ်ခုဖြစ်လာပါလိမ့်မယ်